website တွေကပေါ့နော်ဒီကွန်ပျူတာမှာကြည့်တာနဲ့ mobile phone မှာကြည့်တာရွယ်စားအလိုလိုပြောင်းသွားတယ်ဆိုတာသတိထားမှုပါနော်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီ responsive design ကြောင့်ပါresponsive design ဆိုတာကဒီ web စာမျက်နှာတစ်ခုကဘယ် screen မှာပဲပြပေါ့လေဒီအဆင်ပြေပြနိုင်ဖို့အတွက်အလိုလိုကျုပ်သွားတာဆန့်သွားတာမျိုးလုပ်ပေးနိုင်တဲ့ဒီပညာဖြစ်ပါတယ်web designer တွေကအဲ့ဒီပညာကိုအမြဲတမ်းသုံးကြပါတယ်ဒီဗီဒီယိုကြည့်ပြီးတဲ့အခါမှာ responsive design ကဘယ်လိုမျိုး device တွေကနေပဲကြည့်ပေါ့နော်ဒီအသုံးပြုတဲ့ user တွေအဆင်ပြေအောင်အကောင်းဆုံး user experience ဘယ်လိုလုပ်ပေးနိုင်တယ်လဲဆိုတာမျိုးဒီ CSS media query တွေရဲ့screen resolution ရဲ့သဘောတဘာဝနောက် fluid image တွေရဲ့အကြောင်းနောက်ပြီးတော့ face grid နဲ့ fluid grid တွေဘယ်လိုကွာခြားသလဲဆိုတာမျိုးနားလည်သွားမှာဖြစ်ပါတယ်အခုကျွန်တော်သုံးနေတဲ့ဖုန်း tablet နဲ့ computer screen တွေကဒီ pixel လို့ခေါ်တဲ့အလင်းအိမ်သေးသေးလေးတွေထောင်နဲ့တောင်းနဲ့ချီပြီးပါဝင်ပါတယ်screen resolution ဆိုတာကအဲ့ pixel တွေရဲ့အရေအတွက်ကိုပြောတာပါscreen ရဲ့အလျားလိုက်မှာပါဝင်တဲ့ pixel အရေအတွက်နဲ့screen ရဲ့ဒေါက်လိုက်မှာပါဝင်တဲ့ pixel အရေအတွက်ကိုပေါင်းပြီးတော့ဆိုလိုခြင်းဖြစ်ပါတယ်ဥပမာခုခေတ်ကွန်ပျူတာ screen တစ်ခုမှာဆိုရင်ဒီ resolution 1920 1080ပါဝင်တယ်လို့ပြောတယ်ဆိုလိုတာကသူကအလျားလိုက် resolution အလျားလိုက် pixel 1920ပါတယ်ဒေါက်လိုက် pixel စုစုပေါင်း1080ပါတယ်လို့ဆိုလိုတာပါဒီ resolution များလေပို့ပြီးတော့အရေးသွေးကောင်းလေပေါ့လေဒီ responsive design သုံးမှသာပေါ့နော်ဒီ website တွေကိုဘယ် device မှာမဆိုကျွန်တော်မှန်ကန်ပြနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာကျတော့ screen resolution တွေကအမျိုးရှိနေတော့ကြတော့ဒီ responsive design ပို့ပြီးတော့အရေးကြီးလာပါတယ်အထူးသဖြင့်ဒီ mobile phone တွေလိုမျိုးပေါ့လေဒီ high resolution screen တွေမှာပို့ပြီးတော့ရှုပ်ထွေးပါတယ်အဲ့ဆက်ခွင်းတွေကဒီ physical pixel အများကြီးကိုသူက logical pixel တစ်ခုတည်းဖြစ်ပေါင်းထားတယ်ပြီးတော့ပို့ပြီးတော့မှပိုကောင်းတဲ့ပုံရိပ်တွေနဲ့စာတိုင်းတွေကိုပြပေးတာပေါ့ဆိုတော့အဲ့လိုဖုန်းတွေမှာဒီမလိုတဲ့ pixel တွေကိုမှိတ်ပြီးတော့မှကြည်လင်ပြတ်သားတဲ့ရုပ်တွက်တွေစာသားတွေရအောင်ပေါ့နော်သူကအနာဆုံးလေးတွေကိုသူကချောပြီးပြည်ပြအောင်လုပ်ထားပါဒါကြောင့်မလို့ဒီနေ့ခေတ်မှာပေါ့ဒီ website တစ်ခုက device မျိုးစုံမှာအဆင်ပြေအောင်ပြနိုင်ဖို့အတွက်က responsive design ကိုသာမသုံးဘူးဆိုရင်လွယ်မဲ့ကိစ္စမဟုတ်ပါဘူး responsive design မှာကသူအဓိက3ခုပါပါတယ်flexible grid fluid image နဲ့ media query တို့ဖြစ်ပါတယ် flexible grid မှာကသူက column တွေ gutter တွေနဲ့ margin တွေပါဝင်ပါတယ်column တွေကြားအကွာအဝေးကို gutter လို့ခေါ်ပြီးတော့မှဒီ content နဲ့ screen ရဲ့ဒီဘဲညာအစွန်းကြားကအကွာအဝေးကိုတော့ margin လို့ခေါ်ပါတယ်website မှာပါဝင်တဲ့အချက်လက်တွေရဲ့အရွယ်အစားကိုpixel တန်ဖိုးအစားပေါ့ဒီ percentage တန်ဖိုးတွေသုံးပြီးတော့မှscreen ရဲ့အရွယ်အစားပေါ်မူတည်ပြီးတော့မှအလိုက်တဲ့ချိန်ကြီးပေးပါတယ်နောက်တစ်ခုက fluid image သူကပုံတွေကို CSS သုံးပြီးတော့မှmask width 100% ဆိုပြီးသတ်မှတ်လိုက်ရင်column သေးသွားတဲ့အခါမှာပုံကသေးသွားပြီမဲ့ column ကြီးသွားတဲ့အခါမှာပုံကကြီးမသွားပါဘူးအဲ့တော့ပုံတွေက pixel ကြီးနဲ့ပုံဝါးသွားတာမျိုးကြီးမဖြစ်တော့ဘူးပေါ့လေနောက်တစ်ခုက media query သူက CSS ရဲ့အစိပ်ပိုင်းဖြစ်ပြီးတော့မှဒီ screen ရဲ့ရွယ်စားအနေထားနဲ့ဒီ aspect ratio ပေါ့လေအဲ့ပုံမှာမူတည်ပြီးတော့မှ CSS စီးမြင်တွေကိုသတ်မှတ်ပေးလို့ရပါတယ်ဥပမာကိုယ့်ရဲ့ web page ကို screen အကျယ်ပေါ့လေ screen ကျယ်900 pixel အောက်ဆိုရင်နောက်ခံအပြာရောင်ကိုနောက်ခံအရာကိုအပြာကိုပြောင်းပါဆိုပြီးတော့မှ media query နဲ့သတ်မှတ်ပေးလို့ရပါတယ်အဓိကတော့ဒီ screen ရဲ့အကျယ်ဘယ်လောက်ဆိုရင်ဘယ်လိုမျိုးပြခြင်းလဲဘယ်လောက်အကျယ်နဲ့ဘယ်လောက်အကျယ်ရဆိုရင်ဘယ်လိုပြခြင်းလဲစသည်ဖြင့်အဲ့ဒါသတ်မှတ်လို့ရပါတယ်ဒီ responsive design ဆိုတာကသူကဒီအခုပြောခဲ့တဲ့ပေါ့နော် flexible grid fluid image နဲ့ media query အကုန်လုံးကိုပေါင်းပြီးတော့မှအသုံးပြုတဲ့နည်းပညာဖြစ်ပါတယ်အဲ့လိုပေါင်းဆက်သုံးပြီးတော့မှကျွန်တော် website တွေကို
device တွေရဲ့ပေါ့နော် layout ရွေးစားအလိုက်အလိုချိန်ညှိပြီးပြသပေးတဲ့ဒီ responsive grid ဖြစ်တဲ့ပေါ့နော် website ကိုတည်ဆောက်လို့ရပါတယ်နောက်ပြီးတော့ဒီ responsive design မှာ pixel တန်ဖိုးတွေကို breakpoint ဆိုပြီးတော့သတ်မှတ်ပါတယ် breakpoint ဆိုတာကဒီ website ရဲ့ content နဲ့ layout ကကောင်းမွန်တဲ့ပေါ့နော်ကြီးကောင်းတဲ့ user experience ပေးနိုင်ဖို့အတွက်ပြောင်းလဲသွားစေနိုင်တဲ့အမှတ်ဖြစ်ပါတယ်breakpoint မှာသူက grid 3မျိုးကိုအခြေခံပြီးတော့လုပ်ဆောင်ပါတယ် fixed grid ရယ် fluid grid ရယ် hybrid grid ရယ်ပါ the fixed grid တွေကတော့ fixed grid တွေမှာပေါ့ဒီ column တွေကသတ်မှတ်ထားတဲ့အတိုင်းမှာပြောင်းလဲပဲနဲ့ margin တွေကပဲပြောင်းလဲပါတယ်တနည်းအားဖြင့် fixed grid မှာ content တွေကအသေး margin တွေကပဲအချင်းကျယ်ကိုပြောင်းလဲပေးတယ် fluid grid ဒါမှမဟုတ် fluid grid မှာကျတော့သူက gutter နဲ့ margin တွေကအသေးဖြစ်ပြီးတော့မှcolumn တွေကရနိုင်တဲ့နေရာပေါ်မှာမူတည်ပြီးတော့မှကြီးသွားတာမျိုးသေးသွားမျိုးဖြစ်သွားပါတယ်ဒီ hybrid grid ကတော့သူက fixed grid နဲ့ fluid grid နှစ်မျိုးလုံးပါဝင်ပါတယ်responsive design framework တော်တော်များများမှာဒီ screen site မျိုးစုံအတွက်ပေါ့နော်အဆင်ပြေအောင်ပြသနိုင်ဖို့အတွက် CSS rule တွေကတော်တော်များများပါဝင်ပြီးသားဖြစ်ပါတယ်အခုဆိုရင် responsive design အကြောင်းသိသွားပြီဖြစ်လို့နောက်ပိုင်းမှာ mobile first site တွေတည်ဆောက်ဖို့အတွက်ပေါ့နော်အသုံးအများဆုံး framework တွေဖြစ်တဲ့ဒီ bootstrap အကြောင်းကိုလေ့လာသွားကြမှာဖြစ်ပါတယ်